တို့ရဲ့ချစ်ပန်းလေးပြတ်ချွေသွားချိန်မှာနင်းဖြတ်ခါသွားတော့မေမေးလိုက်မယ်သွားဖို့လွယ်မလားကိုဟာမေကိုစားကပြတ်သုံးပေးချင်တာချစ်တဲ့သူငါသွေးအားများနဲ့လန်းဆန်းနေပါလေပြေသူကြောက်ကြွေသွားမယ်နေရောက်တဲ့ချိန်မှာကိုတွန်းနဲ့ဝန်ခံကြွေလိုက်ပါခိုင်းမမလွယ်ပါ